တာကျွဲကိုင်းပြီဆိုလို့ရှိရင်အခုလိုမျိုးဖိုးမန်းနေဖမ်းမှာတန့်ပရိုလေးလို့ခေါ်ခံမှုလို့ရှိရင်တန့်ကိုအလကနေဆဲခံနေမှသိလားဒီတန့်မှာဒီမှာဆိုလို့ရှိရင်ဒီကဲဆော့ပြဖိုးမန်းမိသွားပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒီလိုက်အားဒီပိုင်းမှာဆိုလို့ရှိရင်တန့်ကိုင်းပြီးလို့ရှိရင် EAB လိန်ထိန်းရတယ် EAB လိန်ထိန်းလို့ရှိရင်အခုလိုမျိုးစကေးပြတတ်ရတယ်မပြတတ်လို့ရှိရင်တော့ဘာမှမကြမ်းဘူးပေါ့သူများပြောခံမှတန့်ဆိုလို့ရှိရင်သိတယ်မလားအကုန်လုံးကပြောပြနေကြဒီမှာဆိုလို့ရှိရင် flag နဲ့ skeet 2ဖမ်းပြမလှုပ်ထားပြီလေရအောင်ဝင်းတော့လေလှုပ်ထားပြီကြည့်ကိုကလှုပ်ထားပြီမလဲကိုဘကအတင်းကစောက်သုံးမကြရခါမျိုးကြတာမျိုးအဆင်မပြေဘူးကိုက log ပြန်တော့လဲ enemy က log ရကောင်းလားတဲ့ classic ဆိုလို့ရှိရင် log မကြရဘူးလားပြောပါဦးခါမှ game မစောကနည်းနည်းကြာတော့လေ classic ဆိုရင် log မကြရဘူးလားဥပဒေများထုတ်တာလားတခါမှကိုမသိတော့ပါဘူးအဲ့လိုမျိုးမကြဘူးပေါ့နော် classic ဆိုလဲ log ကိုထားတာမဟုတ်ဘူးလား run ဆိုလဲ log ကိုထားတာမဟုတ်လားနိုင်ချင်းလို့ဆိုတာလေနိုင်ချင်းလို့ဆိုတာဒီမှာ log မကြနဲ့ဆိုတာတာမအောင်လေးချိုးပေးတယ်မှာကြည့်နင်လားငါလားတန်စကေးတွေကကောင်းနေမှာတော့ကွာဒီတော့ပွားမျိုးက AC လေး recall ပြပြီလို့ရင်တင်စီးပြီးလို့ရှင်နိုင်သွားပြီ AC လေးပဲဗီဒိုရီနိုင်သွားပါပြီအခုဒီကြီးဆော့ပြတာရဲ့ skin ကတော့ free skin ပါဒီမှာ daily tag လေးတွေ trial of bella လားtest လေးလုပ်ပြီးဆိုလို့ရှိရင်ဒီ skin ကို free ရနိုင်ပါတယ်ဒီ skin ကို free အများကြီးတော့တွေ့ရဆိုရင်အခု event ရှိလားမရှိလားဒီလည်းမသိတော့